verify လေးတို့ဒီလိုမျိုး aesthetic ဖြစ်တဲ့ bullet journal လေးတွေ digital scrapbook လေးတွေကိုပတ်စံတစ်ပြားတစ်ချက်မှမကုန်ပဲလုပ်ချင်ကြတာဒီဗီဒီယိုလေးမှာပြပြပေးထားပါရနော်အခုလိုခေတ်ကြီးထဲမှာဆိုရင် journaling နဲ့ scrapbooking လို့ activity တွေကလူငယ်တွေကြားမှာပို popular ဖြစ်လာပြီးတော့ဒါတွေကိုသူတို့ရဲ့ daily routine ဒါမှမဟုတ် weekly routine အနေနဲ့ပါလုပ်နေတာကိုတွေ့ရပါတယ်။အဲ့လိုမျိုး journaling လုပ်တဲ့နေရာမှာ supermarket ကနေစာအုပ်လေးဝယ်လိုက်မယ်ရိုးရိုးလေးပဲရေးပြီးတော့လုပ်လို့မရဘူးလားဆိုတော့မဟုတ်ပါဘူးရပါတယ်ပေါ့နော်။ဒါပေမဲ့လည်း 21st century လေးကိုရပြီဆိုတော့ကိုယ့်ရဲ့ journaling style ကို Pinterest တို့ဒီမှာ YouTube က vlogger တွေတင်လို့မျိုး aesthetically pleasing ဖြစ်အောင် washi tape လေးတွေ sticker လေးတွေနဲ့ elevate လုပ်လို့ရတယ်ဆိုတာကိုလည်းအားလုံးသိပြီးသားဖြစ်မှာပါဒီလိုမျိုး elevate လုပ်ရမှာအပြင်မှာလုပ်ရတာကတော်တော်လေးကိုမိုက်တယ်ဆိုပေမဲ့လည်းကုန်စည်နှုန်းတွေကတက်နေတဲ့အရာ washi tape တွေ sticker တွေတခြားလိုအပ်တဲ့ accessories တွေဝယ်ဖို့ကပတ်စံအများကြီးကုန်နိုင်ပါတယ်ဒါကြောင့်မလို့ကိုက budget friendly လည်းဖြစ်ချင်တယ်အဲ့လိုမျိုး aesthetically pleasing ဆန္ဒလေးကိုလည်းလုပ်ချင်နေဆိုရင် digital journaling ဘက်ကိုစဉ်းစားပေးဖို့လိုအပ်ပါမယ်digital journaling ဆိုတာကကျတော့ journaling ကိုပဲစာအုပ်ပေါ်မှာလုပ်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ phone, tablet, laptop အစရှိရာတွေကိုအသုံးပြုပြီးတော့လုပ်တာဖြစ်ပါတယ်။ digital journaling က budget friendly ဖြစ်တယ်ဆိုရင်လည်းလုံးဝ 100% free လားဆိုရင်တော့မဟုတ်တဲ့လောက်ပါပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ SEO တွေ Play Store တွေ App တွေမှာတွေ့ရတဲ့ digital journaling app တို့ scrapbooking app တို့ဆိုတာက premium မဝင် pro မဝင်သူပေးတဲ့ features ကတော်တော်လေးနည်းတယ်။ sticker တွေဆိုရင်လည်း limited ဖြစ်တယ်။ဓာတ်ပုံတွေဆိုရင်လည်းခဏလေးပဲသုံးလို့ရတယ်များတဲ့အတွက် pro ကတော့ပေးနေရမှာပဲပတ်စံကတော့ကုန်မှာပဲပေါ့နော်အဲအားကြောင့်မလို့ဒီဗီဒီယိုလေးထဲမှာဆိုရင် AC က Pinterest ရဲ့ feature လေးတစ်ခုအသုံးပြုပြီးတော့ journaling ကို aesthetically pleasing နဲ့ဖြစ်ရမယ်ပတ်စံတွေတပြားတစ်ချက်မှမကုန်မဲနဲ့လုပ်နိုင်မယ့်နည်းလေးတစ်ခုကို share လုပ်ပြရမှာပဲဖြစ်ပါတယ်ရှင်Pinterest ကိုဆိုလူတော်များများက aesthetic ဖြစ်တဲ့ photo လေးကိုရှာလို့ရတဲ့ app ဆိုပြီးတော့တည်ထားကြရတယ်ပေါ့နော်ဒါပေမဲ့လည်း Pinterest မှာရှိတဲ့ collage ဆိုတဲ့ feature လေးကိုအသုံးပြုပြီးတော့ AC တို့တွေ journaling ဒါမှမဟုတ် scrapbooking လုပ်လို့ရပါတယ်ပြောနေရင်ရှုံမှာဆိုလို့ AC လက်တွေ့ပဲတစ်ခုလုပ်ပြလိုက်ပါမယ်နော်ပထမဦးဆုံးအနေနဲ့ Pinterest app လေးကိုဖွင့်ပြီးတော့ကိုပုံမှန်ပုံတင်နေကြအပေါင်းလေးကိုနေနိုင်ပေါ်လာတဲ့ collage ဆိုတဲ့ feature လေးကိုနှိပ်ပေးလိုက်ပါဒီနေရာမှာတခုရှိတာကဒီ collage feature လေးက tablet တော်တော်များများနဲ့ desktop တွေမှာတော့မရသေးတာမလို့ mobile ကနေမှလုပ်လို့ရပါအောင်မယ်နော်ဒီမှာ AC က scrapbook journal လေးတစ်ခုကိုလုပ်ပြရမှာဆိုပထမဦးဆုံးတော့ background color ပေါ့နော် background color ကိုရွေးဖို့အတွက်သူ့ရဲ့ background လေးကိုနှိပ်လိုက်ခြင်းအားဖြင့်ဒီလိုမျိုး color လေးရွေးလို့ရတယ်တကယ်လို့ကိုက color ကိုမထည့်ချင်ဘူးဆိုရင်လည်းသူ့ရဲ့ search bar တွေကနေကိုကြိုက်တဲ့ background ပုံစံကိုကြိုက်တဲ့ keyword ကိုရိုက်ထည့်ပြီးတော့ထည့်လိုက်လို့ရတယ်ပေါ့နော်Pinterest ဆိုတဲ့အတိုင်းကိုယ့်ရဲ့ aesthetic light ပုံလေးတွေကပေါ်လာမှာဖြစ်တဲ့အတွက်လုံးဝကိုယ်စိတ်တိုင်းချဖြစ်နေမှာတော့အမှန်ပါပဲเนาะသူစီမှာဆိုရင် sticker လလလေးထောင်နဲ့ချီပြီးတော့ရှိတဲ့အပြင် washi tape လေးတွေ text box တွေတခြားစာရေးထည့်လို့ရတဲ့ paper အဖြတ်အတောက်အစလေးရာစာအစုံရှိရပေါ့เนาะPinterest ရဲ့ collage feature မှာပေးထားတဲ့ cut out for use က sticker လေးကမိုက်တဲ့ပြင်ဒါလေးကတော့ easy တဘောအကျဆုံး keywords တွေပေါ့နော် journal လုပ်တဲ့အခါမှာဒီ text box ဆိုတဲ့ဟာလေးကိုကြတော့အဲ့လိုကိုစာရေးဖို့ပုံစံလိုချင်တဲ့အခါဒီလိုမျိုး box တွေလိုချင်တဲ့အခါမှာသုံးတယ်ကိုက vintage ဆိုရင်လည်း vintage တောင်းမဟုတ်ကိုလိုချင်တဲ့ color ရှိရင်လည်းအဲ့လိုမျိုးပုံစံနဲ့သုံးလို့ရတယ်ပေါ့နော်ဒါလေးတွေကတော့ကိုယ့်ရဲ့ journal ကိုပို့ပြီးတော့ကြွပြီးတော့မိုက်လာအောင်စာလေးထည့်ဖို့သုံးတဲ့ keywords တွေပါဒါအပြင်ကိုကကိုယ့်ရဲ့ scrapbook တွေကြာတော့ဒီမှာတပ်ပုံထည့်နေဆိုရင်လည်း photo frame လလလေးအများကြီးရှိတဲ့အပြင် polaroid လေးလည်းသုံးလို့ရပါတယ်သူစီမာကငကိုကလေးကကို aesthetic ဖြစ်တဲ့ပုံလေးရှိတာကြောင့်သူတို့ပေးထားတဲ့ sticker တွေကိုမကြိုက်ဘူးဆိုရင်တော့မှကိုကြိုက်တဲ့ပုံလေးကိုရေးပြီးတော့မှကိုယ်တိုင်ခတ်တော့ sticker တွေ create လုပ်လို့ရပါတယ်ကိုယ်တိုင် customize ပြီးတော့ကိုပုံကနေ sticker တွေထုတ်ယူချင်နေဆိုရင်လည်း Pinterest ရဲ့ cut out feature လေးက free လေးဖြစ်တယ်တော်တော်လေးမိုက်တာမလို့စမ်းကြည့်တင်ပါတယ်
ဒီမှာဆိုရင် AC က scrapbook ရဲ့ cut out letters ကိုသူတို့ပေးထားတဲ့ဟာကိုမသုံးမနဲ့ကွာကိုအောက်ကပေးထားတဲ့ပုံလေးတွေကနေ cut out feature ကိုအသုံးပြုပြီးတော့ cut နည်းလေးကိုပါပြထားပေးပါတယ်သူကတော်တော်လေးတည်တတ်တာမလို့စစပိုင်းရှင်မရဘူးဆိုရင်တော့မှကို crop ရင် crop ပြင်နေကတော့ကောင်းလေးရလာမှာအမှန်ပါပဲเนาะဒါကတော့ AC လောက်ထားတဲ့ scrapbook လေးတွေနဲ့ journal လေးတွေပါဒါလေးကိုလုပ်ပြီးလို့ရှုထားခြင်းလေဆိုရင်တော့ Canva ကပဲဖြစ်ဖြစ် PDF converter ကပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ဒီဟာလေးကတော့တပ်ပုံထည့်ရင်ဘယ်လိုမျိုးဖြစ်မလဲဆိုတာသိချင်တဲ့လူတွေအတွက်တပ်ပုံလေးနဲ့လုပ်ထားတဲ့ scrapbook လက်လာလေးပါဒါဆိုရင် tips လေးကိုလည်းပြပြပေးပြီဆိုတော့ဗီဒီယိုလေးကိုဒီနားမှာပဲရနာလိုက်ပြစီရှင်ဒီနည်းလေးကိုမတိရတဲ့ verify လေးတွေအနေနဲ့လည်းတည်သွားပြီးတော့ကိုယ့်ရဲ့ journal လာလေးကိုဖန်တီးသွားနိုင်ပါစေလို့တာဆူပြနေတဲ့ဗီဒီယိုလေးကိုရနာလိုက်ပြစီရှင်ဒါလေးကို AC ပြောမေ့ရအောင်မလို့ AC လောက်ထားတဲ့ bullet journal link လေးရဲ့ weekly scrapbook link လေးကိုလည်းအပေါ်မှာထည့်ပေးထားရမလို့ဒါလေးကိုလည်းကိုလိုရဆိုရင် free ကို download ရပါသေးတယ်ရှင်